မင်္ဂလာပါပေးပြပေါင်းကကင်းဝေးရပါစေကျွန်တော်တို့ရဲ့ရေကြီးစာအုပ်နဲ့လက်မှုပညာလက်မှုအမှုပညာပေးရနေပြန်ကြိုးစားပါနေဗျဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတယောက်ပြောခဲ့တဲ့စကားတစ်ခုကိုပြန်ရှင်းနေတာပေါ့နော်အဲ့ဒါကတော့သူကတော့စာအုပ်ဒီအတိမခံပါနဲ့ဆိုတဲ့စကားပေါ့နော်သူကစာအုပ်ဒီအတိမခံပါနဲ့ဆိုတဲ့စကားကတော့အဓိကတချို့စာအုပ်တွေကိုပြန်ဖတ်ဖို့လိုတဲ့စာအုပ်တွေကိုဘေးနားမှာအမြဲတမ်းထားရတယ်ပေါ့နော်ပြန်မဖတ်တဲ့စာအုပ်တွေဆိုလို့ရှိရင်တယောက်ကိုလက်ဆင့်ကမ်းလိုက်တာဒါမှမဟုတ်ပြန်ရောင်းချင်တဲ့ရောင်းပေါ့နော်ဒါမျိုးတွေလုပ်လို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပုံထဲမှာထည့်ထားတာဗီဒီယိုတွေထည့်ထားတာစာအုပ်တော့ကိုဒီလိုမျိုးလုပ်ထားမယ်ဆိုလို့ရှိရင်ဒီစာအုပ်ကတည်သွားအောင်ပေါ့နော်အဲ့အတွက်စာအုပ်အသေးဖြစ်သွားတော့ဒီစာအုပ်အသက်တွင်ဖို့ဒီစာအုပ်အသက်ဝင်အောင်လုပ်ဖို့ဆိုတာတယောက်ယောက်လက်ထဲမှာကင်ဖတ်နေတယ်တယောက်ယောက်ရဲ့လက်ထဲမှာကင်ဖတ်နေတာဆိုလို့ရှိရင်ဒီစာအုပ်ကအသက်ဝင်နေတယ်ပေါ့နော်ဒီအတွက်ကြောင့်တချို့စာအုပ်တွေကိုကျွန်တော်ပြန်ဖတ်တာရှိတယ်ခဏပြန်ဖတ်ပြီးတော့ပြန်ဖတ်ပြတာရှိသလိုတချို့စာအုပ်တွေကတော့ပြန်ကိုးကားဖို့နော်ကိုယ်တိုင်ရေးတဲ့အခါမျိုးကျရင်ပြန်ကိုးကားရတဲ့စာအုပ်တွေရှိပါတယ်ပေါ့နော်ဒီစာအုပ်တွေကလွယ်ရင်တခြားမဖတ်ဖြစ်တော့တဲ့စာအုပ်တချို့ပေါ့နော်အဲ့ဒီစာအုပ်တွေကိုပြန်ရောင်းတာဒါမှမဟုတ်လက်ဆင့်ကမ်းတာတွေကျွန်တော်လုပ်ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ဒါလေးပြောပြလို့ချင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ